တဘောပေါက်လားအဲ့တော့ခြေလေးချောင်းသားကိုအသက်ထက်ဆုံးရှောင်ပြီးနေ့စဉ်ရှောင်သွားရင်အဲ့ဒါဘက်ထရီအမြဲပြည့်နေလိမ့်တဘောပေါက်လားအေးအဲ့ဒီတော့သားတို့သမီးတို့အဲ့ဒီအင်အားလေးနဲ့ဘုံဘုံရဲ့ပုံတော်မှာတောက်တော်ရေကပ်ပါနှစ်ပြီးတော့တစ်သီးစွန်းမိသားစု10ယောက်ရှိရင်10စိတ်စိတ်9ယောက်ရှိရင်9စိတ်စိတ်6ယောက်ရှိရင်6စိတ်စိတ်စိတ်ပြီးတော့ကတ်လိုက်ကတ်ပြီးရင်မိသားစု1ယောက်တစ်စိတ်စားနော်တောက်တော်ရေကတ်ထားတာကိုတောက်ရေအိုးတွေကိုထည့်တအိမ်လုံးတောက်နော်တောက်ရေအိုးမရှိလို့နော်ရေတံဘူးဆိုရင်ရေတံဘုံတွေကိုထည့်လိုက်အကုန်ပြန်ပွားသွားရင်ဟောအဲ့ဒါတအိမ်လုံးအနေရကင်းပြီသဘောပေါက်လားအဲ့တော့ဘာလေးလှုပ်လိုက်ဖုံဖုံပုံတော်နာမှာလေဟောတချို့ကပြောတယ်ဖုံဖုံကိုမှမလျှောက်ရင်မအောင်မြင်ဘူးကိုယ်ဖိုင်ကိုရမလားလို့တရဏဂုံရွတ်ပြီးလှုပ်ကြည့်တယ်မအောင်မြင်ဘူးအဲ့တော့ဖုံဖုံသွားလျှောက်ပြီးမှပဲအောင်မြင်တော့